ရှမ်းနဲ့ဘက်ကီကငငယ်တဲ့ကမတက်အတူနေတွေဖြစ်ကြပြီးအခုလည်းမြောက်ဝင်ရိုးစွန်းနဲ့တောင်ဝင်ရိုးစွန်းဘယ်နေရာကပိုပြီးအေးလဲဆိုတာကိုပြိုင်နေကြတာကြောင့်တမခံလိုက်ရပါတယ်ဘက်ကီကရတနာပစ္စည်းတွေကိုအရန်ခုံမင်းတဲ့သူဖြစ်ပေမဲ့သူစီရဲ့တေးမောကသူတွေနဲ့ရှမ်းကတော့ပင်လယ်တည်းများမပီတာစွာပဲရတနာတွေကိုတိတ်အာယုံမထားတဲ့အတွက်စိတ်တိုင်းမကျဖြစ်နေကြတာဖြစ်ပါတယ်တနေ့မှာတော့ရန်သူတေးမောနဲ့တက်ခိုက်ကြရင်ရတနာမြေပုံတစ်ခုကိုတွေ့လိုက်ရပြီးအမှန်အသားကပင်လယ်ရဲ့အောက်ခြေမှာရှိနေရဖြစ်လို့ဘက်ကီလည်းဘယ်သူမှမသိအောင်တင်ထားလိုက်ပါတယ်ရှမ်းရဲ့အိမ်မက်ကတော့တနေ့သူဒီတေးမောကနေထွက်သွားတဲ့အခါမှာအားကိုရတဲ့အဖွဲ့ဝင်တွေနဲ့တူတစ်ကမ္ဘာလုံးကိုပတ်သွားခြင်းတာဖြစ်ပေမဲ့ဘက်ကီကတော့အဲ့လိုမဟုတ်တဲ့အတွက်အချစ်ဆုံးတငယ်ချင်းတွေကအချိန်တိုင်းကိုလဲကိုရှောက်ဖို့ဆုံးဖြတ်ချက်ချထားကြတာဖြစ်ပါတယ်သူတို့ကပြန်တွေးခဲ့ရင်ပင်လယ်သမားတွေရဲ့နီလန်အတိုင်းတက်ခိုက်ရမှာဖြစ်ပြီးဒီနေ့မှာတော့ရန်သူတေးမောကနေနက်ဆိုးတစ်လုံးရလာတဲ့အကြောင်းရှမ်းကပြောပြလိုက်ပါတယ်ပင်လယ်ပြင်ရဲ့နက်ဆိုးတွေဝင်စားတဲ့အသီးလို့ကောလာဟာလာတွေရှိပြီးစားလိုက်ရင်အဲ့ဒီနက်ဆိုးရဲ့စွမ်းအားကိုရနိုင်ပြီမဲ့ပင်လယ်သမုဒ္ဒရာရဲ့မုံတီချင်းကိုခံရတယ်လို့မျိုးဘတော်မှရေကူးလို့မရတော့တဲ့အကြောင်းရှမ်းကပြောပြတဲ့အတွက်ပင်လယ်အောက်ခြေရရတနာတွေကိုလိုချင်တဲ့ဘက်ကီကတော့အဲ့ဒီအသီးတွေကိုလုံးဝမစားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဘယ်ရီငွေတန်း100လောက်နဲ့ရောင်းလို့ရတယ်ဆိုတဲ့စကားကိုကြားရတယ်စိတ်ပြောင်းသွားခဲ့ပြီးနောက်တစ်နေ့အားလုံးရဲ့ရှေ့မှာအသီးကိုစားပြပေးမယ်ဘာမှထူးခြားတာမျိုးမရှိတဲ့အတွက်အတူကြီးလို့ထင်သွားကြပါတယ်တကယ်တော့ဘက်ကီစားပြခဲ့တာကမှအတူကြီးဖြစ်နေပြီးနက်ဆိုးတစ်အစ်စ်ကိုတော့ရောင်းစားဖို့ဖွက်ထားခဲ့တဲ့တင်ရတနာမြေပုံနဲ့အတူဒီတင်မောကနေထွက်ပြေးဖို့ကြံစီနေအောင်ရှမ်းရောက်လာတဲ့ကြောင့်ပါစက်တဲ့ထိုးဖွက်ထားလိုက်ရပါတယ်မိဖို့ကြောင့်ကနေရိတ်ခါတွေခိုးစားနေရလို့ထင်သွားတဲ့ကြောင့်ဘာမှမပြောပေမဲ့နောက်တစ်ခေါက်ပြန်ရောက်လာတဲ့အချိန်မှာတော့ဘက်ကီကလက်ပြီးအလုံးလိုက်မျိုးချမိလိုက်တာဖြစ်ပါတယ်ရှမ်းကိုရန်တွေးနေတော့ရတနာမြေပုံကမှရေထဲပြုတ်ကျသွားတဲ့ကြောင့်ချက်ချင်းလိုက်ယူပေမဲ့ကောလာဟာလာတွေတိုင်းလုံးဝရေကူးလို့မရတော့ပဲဖြစ်နေတဲ့အတွက်ရှမ်းကသူ့ကိုကယ်ပေးခဲ့တာဖြစ်ပါတယ်အကြောင်းတွေနားထောင်လိုက်ရတဲ့လူဖီလည်းရှမ်းကဘက်ကီကိုကယ်ပေးခဲ့တာမှတည်သွားပြီမဲ့ဘက်ကီကတော့ရှမ်းလုံးလို့နက်ဆိုးတစ်ကိုစားမိခဲ့တာဖြစ်တဲ့အတွက်ပင်လယ်အောက်ခြေရရတနာတွေကိုတောက်ချလို့မရတော့ပဲကုန်းပေါ်မှာရှိနေတဲ့ရတနာတွေကိုသာပိုင်ဆိုင်မှုကြိုးစားခဲ့ရတာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်အဲအကြောင်းသူ့ရဲ့ရတနာတွေကိုထိရတဲ့သူဘသူ့မှအလွတ်မပေးဘူးလို့ပြောရင်းနဲ့နာမီစီကိုဥတီတက်ခိုက်လိုက်ပြီမဲ့လူဖီကကြံခဲ့တဲ့ဘက်ကီရဲ့အောက်ပိုင်းပေါင်ကြားတဲ့ကိုကန်ထည့်လိုက်ပါတယ်အဲ့အချိန်မျိုးတော်ဝင်ကအချိန်အတော်ကြာတဲ့အထိပြန်ရောက်မလာတဲ့အတွက်ဘက်ကီဓမြတွေရန်ကနေပုံနေတဲ့မျိုးသူမျိုးသားတွေလည်းစိတ်ပူသွားကြပြီးကြောက်နေလို့မဖြစ်တော့ပဲသူတို့ရဲ့မျိုးတော်ဝင်ကိုလိုက်ကယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်နာမီကဒီရတနာတွေကိုသူခုနကမှခိုးလာတာဖြစ်လို့သူပိုင်တဲ့အကြောင်းပြောတဲ့အတွက်ငတုံးလူဖီကလည်းချက်ချင်းထောက်ခံလိုက်ပြီးဘက်ကီကတော့မကျေနပ်ပေမဲ့သူတို့အကုန်လုံးကရာဇဝတ်သားတွေဖြစ်လို့လက်ချလာရိုက်မနေဘူးနာမီကထပ်ပြောလိုက်ပါတယ်အဲအကြောင်းဘက်ကီလည်း Chop Chop Festival ဆိုတဲ့ခန္ဓာကိုယ်ကိုအစိတ်ပိုင်းအများကြီးခွဲတဲ့တိုက်ပွဲကိုထုတ်သုံးလိုက်ပြီးနာမီကိုရန်ပြုတ်ဖို့လုပ်ပေမဲ့လူဖီကကြံခဲ့တဲ့ဘက်ကီရဲ့ခြေထောက်ကိုကလိနေရကြောင်းဘက်ကီလည်းအသေးပေါက်လာခဲ့ပါတယ်နာမီစီကရတနာတွေကိုပြန်လို့ရင်အဆုံးသတ်ပေးဖို့လုပ်လိုက်ပြီးမဲ့လူဖီကသူတို့ချနေရမပြီးသေးဘူးလို့ပြောရင်ခြေထောက်နဲ့ပြင့်ဝင်လာတဲ့အတွက်အဲ့ထဲကရတနာတွေနဲ့အတူဘက်ကီရဲ့အစိတ်ပိုင်းတွေကပါပြန်ကျဲသွားပါတယ်တို့ပေမဲ့အဲ့လောက်လွယ်လွယ်နဲ့မရှုံးနိုင်တဲ့ကပတိန်ဘက်ကီကပြန်ထလာခဲ့ပြီးသူ့ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုပြန်ဆုပ်လိုက်ပြီးမဲ့ခေါင်းနဲ့ခြေတို့လက်တို့လေးတွေပဲပြန်ရောက်လာတာကိုတွေ့လိုက်ရပါတယ်တခြားအစိတ်ပိုင်းတွေကိုနာမီကကြိုးထုတ်ထားတာဖြစ်လို့လှုပ်လို့မရပဲဖြစ်နေတဲ့အချိန်မှာအခွင့်အရေးကိုသိရဲ့လူဖီကခေါမူတို့ဘာစုကဆိုတဲ့အမြောက်တက်ကွက်နဲ့အဝေးကြီးကိုလွင့်သွားအောင်စော်ထဲလိုက်ပါတယ်သူတို့ကပတိန်ရှုံးသွားတာကိုမြင်လိုက်ရတဲ့ဘက်ကီဓမြတွေလည်းတေချီအောင်ပဲဆက်ဆောင်နေလိုက်ကြပြီးပျက်စီးသွားတဲ့ကောက်ရုပ်အုပ်ထုပ်ကိုတော့နာမီကသူ့နောက်မှပဲပြန်ပြင်ပေးပါမယ်လို့တိုးလေးပြောလိုက်ပါတယ်US နိုင်ငံ location ရတဲ့ဘယ် VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုုံနဲ့ဗီဒီယိုလေးတွေကိုစပို့ပေးဖို့တောင်းဆိုချင်ပါတယ်ဘက်ကီရဲ့ရတနာတွေကတထုပ်တည်းဆိုရင်လေးလုံးတဲ့အတွက်နာမီကနှစ်ထုပ်ခွဲထားလိုက်ပြီးတယောက်တစ်ထုပ်စီတဲကြမဲ့ပြင် Grand Line ရဲ့မြေပုံကိုပါသူ့ကိုကယ်ပေးခဲ့တဲ့လူဖီကိုပေးလိုက်ပါတယ်ဒါပေမဲ့လူဖီရဲ့အဖွဲ့ထဲဝင်ပြီးပင်လယ်သမားလုံးမှာတော့မဟုတ်ပဲခဏတာပူးအောင်မှဖြစ်တဲ့အကြောင်းပြောလိုက်ပြီးရဲ့နောက်အိပ်ပျော်နေတဲ့ဇိုရိုကိုတွားနှုတ်ကြပါတယ်အခုမှမျိုးတော်ကိုတတိယသွားတဲ့အကြောင်းတွားနှုတ်ဖို့လုပ်နေတော့အဲ့အချိန်မှာမျိုးသူမျိုးသားတွေကသူတို့စီကိုရောက်လာကြပြီးပင်လယ်သမားတွေကသူတို့မျိုးတော်ဝင်ကိုဒုက္ခပေးသွားတယ်လို့ထင်လိုက်ကြပေမဲ့လူဖီကတော့သူစော်လိုက်တာဖြစ်တဲ့အကြောင်းထပြောလိုက်ပါတယ်မင်းတို့ကဘသူတွေလဲဆိုတဲ့မိကုန်းကိုပါပစုံအောင်နောက်နဲ့ကောင်ကပင်လယ်သမားတွေလို့ပါချက်ချင်းအဖြေပေးလိုက်တဲ့အတွက်ဇိုရိုကတော့ရီနေုံပဲတက်နိုင်လိုက်ပြီးဖနှောင်းနဲ့တင်မှာတသားလေးကြောင်ပြေးခဲ့ရပြီဖြစ်ပါတယ်လူဖီကတော့သူတို့ကိုလိုက်နေတဲ့သူတွေကမျိုးတော်ဝင်အတွက်ဒေါသထွက်နေကြတာဖြစ်လို့သူသဘောကျတဲ့အကြောင်းပြောလိုက်ပြီးလမ်းကျိုးတစ်ခုလည်းဝင်ချသွားတဲ့အချိန်နောက်ကလိုက်လာတဲ့လူအုပ်ကြီးရှိမှချူကပိတ်ပြီးရက်နေလိုက်ပါတယ်ထွက်ပြေးနေတဲ့သူတွေကပင်လယ်သမားလူဆိုးတွေလို့မျိုးသူမျိုးသားတွေကပြောကြပေမဲ့အကြောင်းဆုံးကိုတီးနေတဲ့ခွေးလေးကလမ်းမဖက်ပေးရဲ့အတွက်လူဖီတို့ကလက်သွားကြပြီးစိတ်ကန်းကတ်ထားတဲ့လှေထဲမှာတော့နာမီဘက်ခက်တဲ့ဘက်ကီပင်လယ်သမား၃ကောင်ကအတင်းဆောက်နေတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့ဇိုရိုပါလာအကြောင်း၃ကောင်သာနောက်တစ်ခေါက်အတိခံလိုက်ရပြီးအဲ့အချိန်ပြန်နိုးလာတဲ့မျိုးတော်ဝင်ကလည်းဘက်ကီပင်လယ်သမားတွေရဲ့စကန်လုံးဝပျက်စီးနေတာကိုတွေ့လိုက်ရပါတယ်ပင်လယ်သမားလေး၃ယောက်ထွက်ပြေးသွားတဲ့အကြောင်းမှပြောပြကြတဲ့အတွက်လူဖီတို့အသက်ရှင်နေသေးတယ်ဆိုတာကိုမျိုးတော်ဝင်ကတီးသွားခဲ့ပြီးသူ့ကိုတိုက်ခိုက်ခဲ့တာမှန်ပေမဲ့အဲ၃ယောက်ကိုသူကလွယ်ပြီးဘသူကမှအပြစ်တင်ခွင့်မကောင်းပြောခွင့်မရှိတဲ့အကြောင်းပြောပြလိုက်ပါတယ်ပြီးရင်နောက်စိတ်ကန်းဘက်ကိုသူတယောက်ထဲလိုက်သွားခဲ့ပြီးရေထဲရောက်နေပြီဖြစ်တဲ့လူဖီတို့ကိုအဝေးကနေပဲကျေးဇူးတင်တဲ့အကြောင်းမျက်ရည်တွေနဲ့လှမ်းပြောလိုက်ပါတယ်အဲ့အချိန်မှာအနားမှာရတနာတို့တစ်ထုပ်ကိုတွေ့သွားခဲ့ပြီးပျက်စီးသွားတဲ့သူတို့မျိုးကိုပြုတ်ပြစ်မှုလိုတဲ့အတွက်လူဖီကဘယ်ရီ9 သန်းနဲ့ရတနာတစ်ထုပ်ကိုတမင်ထားပေးခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်နာမီဆုံးမတာကိုကောင်းကောင်းကြီးခံနေရတဲ့အတွက်ဇိုရိုကတော့သူတို့ကိုကြည်ရင်ပဲရည်နေခဲ့ပြီးအဲ့နေရာကနေဝေးလံနဲ့ကျိုးလေးရဲ့ရွာတွေမှာတော့လူတစ်ယောက်ကပင်လယ်သမားတွေရွာထဲဝင်လာတဲ့အကြောင်းမသိချင်ရင်ပြေးကြဖို့လိုက်လံစော်ဩနေခဲ့တာဖြစ်ပါတယ်နာမီကတော့ Grand Line ဆိုတာကမ္ဘာပေါ်ကအန်ရဲ့အရှိဆုံးနေရာတစ်ခုဖြစ်လို့သူတို့တွေဒီအတိုင်းသွားလို့မရပဲကြမ်းတမ်းတဲ့ပင်လယ်သမားတွေနဲ့ကြန့်ခိုင်တဲ့သင်္ဘောတွေကိုရီဆိုင်နိုင်မှုဆိုရင်လူရင်အာရောတင့်တော်တဲ့သင်္ဘောတစ်စီးပါလိုအပ်တဲ့အကြောင်းပြောပြလိုက်ပါတယ်
အားကြောင့်လူဖီကလည်းစဖုံမှုတယောက်နဲ့ဂီတဆရာတယောက်လိုချင်တဲ့အကြောင်းထပြောလိုက်ပြီးသူတို့သွားနေတဲ့လမ်းရဲ့တောင်ဘက်မှာကျွန်းတွန်းရှိရဲ့အတွက်တကယ်တင်မောတစင်းလောက်သွားရှာကြဖို့နာမီကအကြံပေးလိုက်ပါတယ်နေတိုင်းအတီးပဲစားနေရတဲ့လူဖီနဲ့အရက်မတောက်ရတဲ့ဇိုရိုကလည်းလက်ခံလိုက်တဲ့အတွက်အဲကျုံဘက်ကိုခရီးဆက်လာကြတဲ့အချိန်ပင်လယ်သမားတွေတကယ်ရောက်မလာပဲရွာထဲဝင်လာပြီလို့ပြောတဲ့ကောင်ရွာသားတွေကဝိုင်းတမဖို့ထွက်လာကြပါတယ်ဒါပေမဲ့ဘယ်သူမှမတွေ့အောင်ပုံနိုင်လိုက်တဲ့အတွက်အထူထောင်းခံရမဲ့ဘေးကနေလွတ်သွားခဲ့ပြီးအဲ့လိုပြင်းစရာကောင်းတဲ့ရွာလေးကိုအမြဲအသက်ဝင်လာအောင်လုပ်ပေးတာကသူ့ရဲ့နေစဉ်ကိစ္စတစ်ခုလို့ဖြစ်နေခဲ့တာဖြစ်ပါတယ်သူ့ရဲ့နာမည်ကတော့ဦးဆုပ်လို့ခေါ်ပြီးသူ့မှာကလေး၃ယောက်နဲ့ဖွဲ့စည်းထားတဲ့ကိုပိုင်ပင်လယ်သမားအဖွဲ့လည်းရှိရဲ့အတွက်သူ့တပည့်တွေကတော့သူ့ကိုကပတိန်ဦးဆုပ်လို့ခေါ်ကြပါတယ်သူ့တပည့်တွေကလည်းငရုတ်ကောင်မုံလာဦးနီနဲ့ကျက်သွန်နီလို့ခေါ်တဲ့ကလေးတွေဖြစ်ကြပြီးအဲ့အချိန်မှာကျက်သွန်နီဖြစ်တဲ့အော်နီယန်ကမြောက်ဘက်ကမ်းခြေမှာပင်လယ်သမားတွေရောက်နေတဲ့အကြောင်းလာပြောပြပါတယ်ပင်လယ်သမားဆိုတဲ့အတန်ကြားရတဲ့ကပတိန်ဦးဆုပ်ကအစာမဆိုင်ရင်တည်တတ်တယ်ဆိုတဲ့သူ့ရဲ့ယောဂကပြန်ထလာပြီလို့ပြောရင်ထွက်ပြေးဖို့လုပ်ပြီးမြဲလှေသေးသေးလေးနှစ်စီးနဲ့အတူပင်လယ်သမား၃ယောက်ပဲပါလာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်အဲစကားကြောင့်ကပတိန်ဦးဆုပ်လည်းဒီရွာရဲ့ငြိမ်းချမ်းရေးအတွက်ပင်လယ်သမား၃ယောက်ကိုနှိမ်နင်းမှုဆုံးဖြတ်လိုက်ပြီးကျွန်းရဲ့မြောက်ဘက်ကမ်းခြေမှာတော့လူဖီတို့၃ယောက်ချောင်းနေကြတာဖြစ်ပါတယ်ဆိုလိုကတရားရောက်ရှိနေရကိုတတိထားမိလိုက်ကြတဲ့ချက်ချင်းတခုခုနဲ့အပြစ်ခံရပြီးပင်လယ်သမားအလံတွေနဲ့အတူဒီရွာကိုအပိုင်စားရထားတဲ့ကြီးမြတ်တဲ့ပင်လယ်သမားတွေရဲ့ခေါင်းဆောင်ကပတိန်ဦးဆုပ်ကထွက်ပေါ်လာခဲ့ပါတယ်ဒီရွာကိုတိုက်ခိုက်ဖို့လာတာဆိုရင်တော့သူနဲ့သူ့တပည့်အယောက်180လုံးကဒီအတိုင်းထိုင်ကြည့်နေမှာမဟုတ်တဲ့အကြောင်းပြောတဲ့အတွက်ငတုံးလူဖီကတော့ချက်ချင်းတောက်ရမ်းလန်းတယ်လို့ထင်သွားခဲ့ပါတယ်ဒါပေမဲ့တခိုးနာမီကိုတော့လိန်လို့မရပဲသူ့လက်အောက်ကလူတွေဆိုတာကလည်း3ယောက်လောက်ပဲရှိရမလားလို့ထပ်မေးလိုက်တဲ့အတွက်ချက်ချင်းအလိန်ပေါ်သွားခဲ့ပါတယ်ကပတိန်ဦးဆုပ်လည်းမထူးဆက်ခင်းတဲ့အနေနဲ့သူ့ရဲ့လက်ဆွဲတော်လေးခွကိုဆွဲကိုက်လိုက်တဲ့အချိန်မှာတော့လူဖီကလူတယောက်ကသူ့လေးခွကိုဆွဲထုတ်လိုက်ပြီးဆိုတာနဲ့6နိုင်ုံတတ်တတ်မဟုတ်ပဲသူ့ရဲ့အသက်ကိုစွန့်မိုးထိပြင်ဆင်ထားရတဲ့အကြောင်းရှမ်းရဲ့စကားအတိုင်းထပြောလိုက်ပါတယ်အထာနဲ့တဲ့ဆိုရိုကလည်းဓာတ်ကိုထုတ်လိုက်ပြီးဦးဆုပ်ဖြစ်မှာအခုရှိနေရကတကယ်ပင်လယ်သမားအစ်စ်တွေဖြစ်တဲ့အကြောင်းနည်းနည်းလောက်ဖျက်ပြလိုက်တဲ့အတွက်ကြောက်တတ်တဲ့ဦးဆုပ်လည်းပြောတဲ့အတိုင်းလုံးမဲ့ပင်လယ်သမားအစ်စ်တွေကိုလက်နဲ့ချလိုက်ရပါတယ်အဲ့အချိန်ကျမှနှစ်ကောင်သားခွတ်ထိုးခွက်လန်ရီလိုက်ကြပြီးလူဖီကလည်းသူကရှမ်းငယ်စကားအတိုင်းပြောလိုက်တာဖြစ်တဲ့အကြောင်းနဲ့ဦးစွတ်ရဲ့အဖေရာစွတ်ကိုလည်းသူတီးရဲ့အကြောင်းပြပြလိုက်ပါတယ်ဦးစွတ်ရဲ့နှာခေါင်းကတထွာလောက်ရှိနေရကြောင်းလူဖီကမြင်တာနဲ့ရာစွတ်ရဲ့တာမန်တက်တီးခဲ့တာဖြစ်ပြီးသူ့အဖေကနမဲကြီးပင်လယ်သမားဆန်နီရှမ်းရဲ့တင်းမောပေါ်ရောက်နေတာဖြစ်တဲ့အပြင်အရန်တော်တဲ့တနတ်သမားတယောက်ဖြစ်တဲ့အကြောင်းမှလူဖီကပြပြလိုက်ပါတယ်ရာစွတ်ရဲ့ပြောစကားအရဆိုရင်သူကပရွေးစိတ်တကောင်ရဲ့မျက်လုံးနှစ်ခုကြားကိုတောင်ထိအောင်ပြစ်နိုင်တဲ့သူဖြစ်ပြီးအရက်မူးတာနဲ့သူ့မှာဦးစွတ်လို့ခေါ်တဲ့လူဖီနဲ့ရွယ်သူတားလေးတယောက်ရှိတဲ့အကြောင်းမကြားချင်လောက်အောင်ခဏခဏပြပြခဲ့တာဖြစ်ပါတယ်ဦးဆုပ်ကလည်းသူ့အသက်ကိုဗဒနာမထားပဲတမုတ်တရားထဲမှာရွှဲလွှင့်နေတဲ့သူ့အဖေကိုအမြဲဂုဏ်ယူနေခဲ့တာဖြစ်ပြီးနာမီကလည်းသူတို့ကွင်းနဲ့ကွက်တိရောက်လာတဲ့ဦးဆုပ်ကိုအဲ့လိုရွှဲလွှင့်နိုင်မဲ့တင်မောတစည်းလောက်လိုချင်လို့ဒီကိုရောက်လာတာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်စင်းရဲတဲ့ရွာတက်တက်လေးဖြစ်ပေမဲ့တောင်ကုန်းပေါ်မှာရဲတိုက်တလုံးရှိနေရကိုဆိုလိုကတတိထားလိုက်မိပြီးအဲစကားကိုကြားလိုက်ရတဲ့ဦးဆုပ်လည်းအဲ့နေရာကိုတော့လူဖီတို့သွားလို့မရတဲ့အကြောင်းနဲ့သူလှုပ်ရှားရှိသေးတဲ့အကြောင်းပြောရင်ဆိုင်ကနေချက်ချင်းထပ်သွားခဲ့ပါတယ်အဆောင်တွေအထက်သက်ရှိနေတဲ့ရဲတိုက်လိုအိမ်တော်တစ်ခုတွင်းမှာခါယာဆိုတဲ့ကောင်မလေးတယောက်ကဦးစွန်းနဲ့တွေ့ကျင်တယ်လို့ပြောနေပေမဲ့သူ့ရဲ့အားနည်းနေတဲ့အခြေအနေကြောင့်အိမ်တော်ထင်းကလဟာဒိုရဲကတော့အဲ့ကောင်ပြောတဲ့အလိညာစကားတွေကိုနားမထောင်မှုတတိပေးသွားခဲ့ပါတယ်။ဒါပေမဲ့သူထွက်သွားတဲ့အချိန်မှာတော့အတင်းဆောင်နေတဲ့ဦးစွန်းက channel ကိုသူ့ရဲ့လှုပ်ရလမ်းကြောင်းကတစ်ဆင့်ဝင်လာခဲ့ပြီးဦးစွန်းကိုတွေ့လိုက်ရတဲ့ခါယာကလည်းပျော်သွားခဲ့ပါတယ်။ပင်လယ်ပြင်ရဲ့ရဲရင်နဲ့စစ်တီတော်တယောက်ဖြစ်တဲ့ဦးစွန်းကခါယာကိုနေတိုင်းသူ့ရဲ့စွန့်စားခန်းနဲ့အကြောင်းပြောပြလိုက်ရှိပြီးဒီနေ့မှလည်းသူ9နှစ်သားအရွယ်လောက်တုန်းကတာဝန်ရိုးစွန်းမှာရွှေငါးဘလူးနဲ့ဘိုင်ဝမ်ပြင်းခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ရွှေငါးဘလူးကကြီးလုံးလို့သူ့ကိုယ်မှာအတားလေးတက်နေလို့ရတဲ့အကြောင်းမှာပောက်ကွက်ရတွေပြောပြတဲ့အတွက်ခါရလည်းအရန်သဘောကျနေခဲ့ပြီးသူ့တပည့်၃ကောင်ကတော့ဦးစွတ်တို့ဝင်သွားတဲ့စားတောက်ဆိုင်သားကိုလိုက်လံချောင်းမြောင်းနေခဲ့တာဖြစ်ပါတယ်။ပင်လယ်သမားတွေသူတို့ကပတိန်ဦးစွတ်ကိုများတက်စားလိုက်ပြီလားလို့တွေးရင်ဆိုင်ထဲကိုကြီးလိုက်တဲ့အချိန်လူဖီစားတောက်နေရကိုမြင်လိုက်ရပြီးတတိရှိရှိနဲ့ဆိုင်ထဲကိုဝင်လာတဲ့အချိန်မှာတော့သူတို့ကပတိန်ဦးစွတ်မရှိတော့တာကိုတွေ့လိုက်ရပါတယ်။လူဖီကလည်းအသားကအရန်စားလို့ကောင်းတဲ့အကြောင်းပြောနေုံဇိုရိုကပါကပတိန်ဦးစွတ်မရှိတော့ပဲသူတို့စားပြလိုက်ပြီဖြစ်တဲ့အကြောင်းခက်တီတီနဲ့ထပြောတဲ့အတွက်ဂျားတွေကနာမီကစုံမကြီးလို့အခေါ်ခံလိုက်ရပါတယ်။ဒါကတော့ One Piece အပိုင်း9ဖြစ်ပြီးအပိုင်း6ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။ brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်။သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်။